ครับอารมณ์เป็นมิงกลาปาชาตินี้ตาตุโกอาคารในแบบนั้นสักนี่แยเกินไปละปูตัวปีเอาไปเนาะปูตัวปีชารุตีสลงโกจะไทยสิกาเปรียขาใจเป็นยามาตรงในสุราโกจะในดูไลปีดอดีลาเจียวเนาะชารุตีมาเขาสุรากาตูเพียบาเอทำงานสาชารุอโลโลเดหนักเกินไปสาตัวอโลโลตาหยาเดทำมองตัวอโลโลตาปูหยาเดเป็นแม่นาบ่เนาะเขาทำงานหนักเกินไปชารุหนักสุรากาดีนิยามาชารุเลแลนตัวแยกได้เปกะเลแลนเดบ่เนาะดีนิยามาชารุอโลกะเลแลนเดလို့ပြောလို့မရဘူးအလောလောတာပိုသွားတယ်ပိုများတယ်အဲ့လိုမျိုးပေါ့နော်အများအလုပ်အများကြီးလုပ်တယ်ပေါ့နော်โอเคနောက်ဒုတိယတစ်ကြောင်းကအာဟာရจานนี้อาหารจานนี้ဆိုတာဆိုတော့ဒီပကံထဲမှာရှိတဲ့အစားအစာကတဲ့เผ็ดဆိုတာကဆိုတော့စက်တယ်เผ็ดเกินไปဆိုတာကပိုစက်တယ်ပေါ့နော်อาหารจานนี้เผ็ดเกินไปဒီပကံထဲမှာရှိတဲ့အစားအစာကအရန်ပိုစက်တယ်ပေါ့နော်နောက်ကဆိုတော့ကမ်ဘန်ဆိုတာဆိုတော့ကမ်ဘန်ဆိုတာဆိုတော့အိမ်စာပေါ့နော်ဆိုတော့ကျောင်းမှာခလေးတွေကိုပေးတဲ့အိမ်စာဖြစ်ပါတယ်ဟုတ်ပြီနော်กำบ้านยากสารุคัดเคเนี่ยเกินไปยากเกินไปสาขาไอจากาอายาคัดเคเนี่ยเขาสุรากาสารุตูขับรถสุรากาสารุเมาเนี่ยเร็วเกินไปสาขาเร็วสารุเมียเนี่ยตูกากาเมาหนาอายาแบบนี้เมียเนี่ยพอเนาะเอาสารุช้างสุราจมะชายสุราโตเนี่ยทรศัพท์สุรากาสารุโพชั้นชายทรศัพท์มากเกินไปဆိုတာကจะมาဖုံတုံးတာဘာဖြစ်လဲအရန်များတယ်တဲ့ပြီးတော့ทีนี้ဆိုတာကျတော့ဒီနေရာမှာတဲ့စီယန်ဒန်ဆိုတာကျတော့အတန်ကျဲတယ်စီယန်ဆိုတာကျဲတယ်sorry စီယန်ဆိုတာအတန်ဒမ်ဆိုတာကျဲတယ်စီယန်ဒန်ဆိုတာအတန်ကျဲတယ်เกินไปဆိုတာทีนี้စီယန်ဒန်เกินไปဆိုတာဒီမှာအတန်အရန်ကျဲတယ်เมื่อวานဆိုတာကျတော့မနေ့ကပေါ့နော်เราငါတို့ဒီကတဲ့เดินဆိုတာလမ်းလျှောက်တယ်เยอะเกินไปမနေ့ကငါတို့လမ်းလျှောက်တာများတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုကျတော့အစာနဲ့တစ်ခေါက်ပြန်ပြောကြည့်အောင်เกินไปဆိုတာသူရဲ့အဓိပ္ပာယ်ကဘာလဲပိုသွားတယ်ပိုသွားပြီပေါ့နော်เขาทำงานเกินหนักเกินไปตัวเราတာပိုများသွားပြီอาหารจานนี้เผ็ดเกินไปเดซ่าซากะပိုဆက်တယ်กำบ้านยากเกินไปเอ็นซากะอายันคัดเดတဲ့เขาขับรถเร็วเกินไปตูกาเมาดาอาชาเมียนเด็กပေါ့နော်ฉันใช้โทรศัพท์มากเกินไปจะมาพงตรงดาอาชาเมียเด็กนะพงตรงดาอาชาเมียเด็กပေါ့နော်แล้วกูกะที่นี่เสียงดังเกินไปสัตว์นี้ที่มาอาจารย์อายันเจเด็กပေါ့နော်เมื่อวานเราเดินเยอะเกินเราเดินเยอะเกินไปเมื่อวานสาชารุมันนี่กะเราเดินเยอะเกินไปอารุและชาวตาอายามยาเดบ่เนาะฮอบบี้อะไรนะปัตตาบิโดชารุอุปมาတစ်ခုဆရာပြောပြမယ်ဥမာชารุညကဆိုရင်คืนนี้ဟုတ်ပြီเนาะညကชารุคืนนี้ဟုတ်ပြီเนาะဥမာชารุကစာကြက်တာဆိုရင်อ่านหนังสือဟုတ်ပြီနော်စာအများကြီးကြက်တယ်ဆိုရင်อ่านหนังสือအများကြီးကြက်တယ်ဆိုဘယ်လိုပြောမှာလဲစာကြက်တာပိုသွားတယ်ဆိုရင်มากเกินไปใช่ไหมคะအဲ့ဆိုရင်ဆရာတို့คืนนี้อ่านหนังสือมากเกินไปဒီဆိုလို့ရှိရင်ဆရာတို့အဲ့ဒီအကြောင်းကဆရာတို့ဘယ်အကြောင်းနဲ့သွားတူလဲဆိုတော့ကဒီမှာကျမဖုံသုံးတာအရန်များတယ်အဲ့ဒါနည်းနည်းလေးဆင်တူတာပေါ့နော်ဒီမှာကျတော့ฉันใช้โทรศัพท์มากเกินไปအခုနကြတော့ဆရာတို့คืนนี้ฉันเนี่ยมาဆရာတို့คืนนี้ဒီညပေါ့နော်คืนนี้ฉันอ่านหนังสือมากเกินไปအဲ့လိုမျိုးဆရာတို့စသည်ဖြင့်ကိုရဲ့ကိုပိုင်အတွေးလေးနဲ့ကိုဟာကိုဆရာတို့စဉ်းစားပြီးတော့မြန်မာလိုအရင်စဉ်းစားမယ်ပြီးလို့ရှိရင်ဆရာတို့ထိုင်းလို့လိုအပ်တဲ့ဝါကြစလုံးတွေကိုလိုက်ပြီးတော့ဖြည့်ပြီးလို့ရှိရင်ကိုယ့်ကိုတွေးပြီးတော့ပြောကြည့်ပေါ့နော်အဲ့လိုမျိုးတွေးရင်လည်းနောက်ဆိုလို့ရှိရင်ဆရာတို့ကစကားပြောတာပို့ပြီးတော့ဆရာတို့လည်းပုံမြန်လာမယ်ပြီးလို့ရှိရင်ကိုယ်တိုင်လည်းသူများကိုမေးရမယ်မေးခွန်းတွေမေးတတ်လာမယ်ပေါ့နော်အားလုံးနားရှင်းလိမ့်မယ်လို့ယုံကြည်ပါတယ်ขอบคุณค่ะကြားရဲ့ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကိုစိတ်